အားလုံးပဲမင်္ဂလာပါနေ့စဉ်တမနစ်စာဒေသနာအစီအစဉ်ကနေကြိုဆိုပါရစေစိုးရင်ခြင်းအစားဆုတောင်းခြင်းဆိုတဲ့ကောင်းစင်နဲ့ခွန်အားပေးသွားမှာဖြစ်ပါတယ်ဖိလိပ္ပိခန်းကြီးလေးအငယ်6ကနေခုနှစ်အပေအမှုကိုမြအစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဆုတောင်းပတနာပြုခြင်းအားဖြင့်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားတကြားလျှောက်ကြလောထို့တို့ပြုလင်အပေသူမြကြံ၍မမီနိုင်သောဖျားသခင်၏ညီသက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့၏စိတ်နှလုံးကိုစောင့်ပါလိမ့်မည်ရှင်ပေါလုကဒီစာကိုထောင်ကနေဖိလိပ္ပိအသင်းတော်ထံကိုရေးခဲ့တာဖြစ်ပါတယ်သူကိုယ်တိုင်အခက်ခဲနဲ့ကြုံနေရပေမဲ့ယုံကြည်သူတွေကိုစိုးရိမ်မဲ့အစားဆုတောင်းဖို့နဲ့တိုက်တွန်းခဲ့တာဖြစ်ပါတယ်စိုးရိမ်ခြင်းကိုကုဖာတာဖြစ်မဖြစ်ရှင်းပဲဖရာသခင်ထံဆုတောင်းခြင်းနဲ့အနန္တကြဖို့ရန်အတွက်တွင်တင်ခဲ့ခြင်းဖြစ်ပါတယ်ဒီနေ့ချစ်တော်မိတ်ဆွေတင်ကိုစိုးရင်စေတဲ့အရာတစ်ခုခုရှိနေသလားဖိလိပ္ပိအခန်းကြီးလေးအငယ်6ကနေ9မှာအပေအမှုကိုမြမစိုးရင်ကြနဲ့လို့ပြောပါတယ်လောကကြီးမှာစိုးရင်စရာမရှိတော့ဘူးလို့ပြောတာတော့မဟုတ်ပါဘူးပြဿနာဆိုတာစိုးရင်ခြင်းဆိုတာရှိတာဖြစ်ပါတယ်အဲ့ဒီအစားဆုတောင်းပါဖရာသခင်ကိုပြောပြပါဖရာသခင်ထအနန္တလိုက်ပါလို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပြဿနာထက်ဖရာသခင်ကပိုးပြီးမှကြီးမြတ်တာဖြစ်ပါတယ်ယေရှုခရစ်တော်ထံကျွန်တော်ရဲ့အမှုအရာအနန္တလိုက်တဲ့အခါအဘေသူမြကြံ၍မမီနိုင်တော့ငြိမ်သက်ခြင်းဂျေဇုကိုခံစားရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဆိုရင်ခြင်းအစားဆုတောင်းခြင်းနဲ့ဖရာထအနန္တဖို့နှုတ်ပတ်တော်နဲ့ခွန်အားပေးလိုက်ပါတယ်အရောက်ချင်းစီတိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေ